တဲထန်စွာရွာသွန်းနေတဲ့မိုးတံတွေဟာရန်ကုန်မြို့ရဲ့စိတ်ငြိမ်ရက်ကွက်ထဲကခြံဝင်းကျယ်ကြီးတစ်ခုကိုပိုလို့တောင်အေးဆက်ခြောက်ခြားစေပါတယ်။အိမ်အိုကြီးရဲ့အပေါ်ထပ်စာကြည့်ခန်းထဲမှာတော့တထေးကြီးဦးဖုံးဟာမှောက်ရက်သားတည်ဆုံးနေပါတယ်။သူ့ရဲ့ဘေးမှာတော့မှန်ကွဲစတွေနဲ့ဝိုင်နီရောင်တွေကကျမ်းပြင်ပေါ်မှာအယုတ်မပီပြင်စွာပြန့်ကျဲနေခဲ့ပါတယ်။တကားတွေအကုန်လုံးကအထဲကချက်ထိုးထားတာမင်းထက်သတင်းပေါက်တွေကလည်းတန်မန်းတွေနဲ့ပဲဒါကတန်တရားဖြစ်เสียမရှိတဲ့တက်သေးမှုပဲဖြစ်ရမယ်လို့ရဲအရာရှိကြော်စွာကကောက်ချက်ချလိုက်ပါတယ်။စုံထောက်မင်းထက်ကတော့ဘာမှပြန်မပြောသေးပဲလက်အိတ်ကိုတေချာစွတ်ကဒူးထောက်ပြီးကျမ်းပြင်ပေါ်ကမှန်ကွဲစတွေကိုတစ်ခုချင်းစစ်ဆေးနေပါတယ်။သူ့ရဲ့မျက်လုံးတွေကတည်ငြိမ်လွန်းလာပါတယ်။တက်သေးမဲ့သူကဝိုင်ခွက်ကိုကင်ပြီးဘာလို့ပတင်းပေါက်စီလမ်းလျှောက်သွားရမှာလဲကြော်စွာလို့မင်းထက်ကမေးလိုက်ရင်လိုက်ကာနာကခက်မိန်မိန်ရွှွန့်ရာလေးကိုညွှန်ပြပါတယ်မင်းထက်ကဇာကနာလေးနဲ့မှန်စတစ်ခုကိုကောက်ယူပြီးမီးရောင်အောင်မှာထောင်ကြည့်လိုက်တော့ထူးဆန်းတဲ့အနီရောင်ဆေးဆက်လေးတစ်ခုကိုတွေ့လိုက်ရပါတယ်သူကပြုံးလိုက်ပြီးလိုက်ကာကိုဆွဲဖွင့်လိုက်ပါတယ်ပြီးနောက်လိုက်ကာအနောက်မှာဝက်နေတဲ့ကြိုးအသေးလေးတစ်ခုကိုဆွဲထုတ်ပြလိုက်ပါတယ်ဒါကအခန်းပိတ်လူတက်မှုမဟုတ်ဘူးလူသက်သမားကအပြင်ကနေဒီကြိုးကိုတုံးပြီးတကားချက်ကိုဆွဲချသွားတာသူကအရန်ပါနှက်ပေမဲ့အချက်တစ်ခုကိုတော့မှားသွားခဲ့တယ်အခန်းထဲမှာရှိနေတဲ့အိမ်တော်ထိန်ဦးလာနဲ့ဦးဘုံရဲ့တူဖြစ်သူမောင်စိုးတို့ဟာတဦးကိုတဦးကြည့်လိုက်ကြပါတယ်မင်းထက်ကမောင်စိုးစီကိုဖြည်းဖြည်းချင်းလမ်းလျှောက်သွားပြီးသူ့ရဲ့ရှူးဖနက်ကိုစိုက်ကြည့်လိုက်ပါတယ်မောင်စိုးမင်းရဲ့ဦးလေးကတေကန်နီးမှာသူ့ကိုတတ်တဲ့သူကိုဒီဝိုင်ခွက်နဲ့ပြစ်ပေါက်ခဲ့တာပဲမင်းရဲ့ဖနက်ပေါ်ကအနီရောင်အဆက်ကဝိုင်မဟုတ်ဘူးဆိုတာမင်းသိမှာပါမောင်စိုးကတုံတုံရင်ရင်နဲ့ဒါကဝိုင်စွန်းတာပဲလေလို့ညင်းပါတယ်ဒါပေမဲ့မင်းထက်ကခေါင်းခါလိုက်ပြီးဦးဖုံးကပကြီးဝါဒနာပါတဲ့သူဆိုတာမင်းမေ့နေတာလားသူကတေကန်နီးအထိသူ့ရဲ့လက်မှုပညာကိုအသုံးချသွားခဲ့တယ်ဒါကသူကိုယ်တိုင်ဖော်ဆက်ထားတဲ့ဘလို့မှဖျောက်ဖျက်လို့မရတဲ့အမှတ်သားဆေးတွေပဲခမားခုပဲဖနက်ကိုဆေးကြည့်လိုက်ပါပို့ပြီးတော့တောင်ထင်ရှားလာလိမ့်မယ်မောင်စိုးရဲ့မျက်နှာဟာသွေးဆုပ်ဖြူလျော်သွားပြီးကျမ်းပြင်ပေါ်ဒူးထောက်ကျသွားပါတော့တယ်သူကကျွန်တော်ကိုအမွေထဲကပယ်ထုတ်ဖို့လုပ်နေတာလေလို့ဝန်ခံစကားဆိုရင်ငိုကြွေးပါတော့တယ်အပြင်မှာတော့မိုးကပိုသေးလာပါတယ်ရဲတွေကမောင်စိုးကိုလက်ထိတ်ခတ်ပြီးခေါ်သွားတဲ့အချိန်မှာမင်းထက်ကပတင်းပေါက်ကနေအပြင်ကမိုးရေတွေကိုငေးကြည့်ရင်မိုးရေကအပြစ်တွေကိုစေးကြောပေးနိုင်တယ်လို့လူတွေထင်ကြပေမဲ့အမှန်တရားကတော့ဘယ်တော့မှပျောက်ကွယ်မသွားဘူးလို့တိုးတိုးလေးရေရွတ်ရင်သူ့ရဲ့အုတ်ထုပ်ကိုပြင်ဆင်ဆောင်ကအိမ်ကြီးထဲကနေထွက်ခွာလာခဲ့ပါတော့တယ်